ပြုံးလင်မြို့ထဲမှာအချက်ချာကြပြီးတော့အခန်းဖွဲ့များများနဲ့ပတ်ဝန်းကျင်ကောင်းမှာတည်ရှိတဲ့အိမ်လေးတစ်လုံးကိုကျွန်တော်ဒီနေ့အယောင်မိတ်ဆက်ပေးခြင်းနဲ့ဟုတ်ကဲ့ကျွန်တော်ကတော့ဆွီတုံးကကိုဖြိုးဖြစ်ပါတယ်နေရာအနေနဲ့ကတော့ပြုံးလင်မြို့ရဲ့ရက်ွက်ကြီး9စန္နာလန်းရဲ့ကြောကတ်အနေထားမှာတည်ရှိတဲ့7 Royal Villa အတွင်းမှာတည်ရှိတာဖြစ်ပြီးတော့ပတ်ဝန်းကျင်ကလည်းလူနေအိမ်ချီတွေနဲ့အရန်ကောင်းတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်မြေမျိုးစားလည်းကြံမြေဖြစ်ပြီးတော့တက်တန်းအစ်စ်နဲ့ဖြစ်မယ်ချန်ကျင်ဝန်းအနေနဲ့ကတော့ပေ40-65ပေါ်မှာတိဆောက်ထားတဲ့ RC နှစ်ထပ်ခွဲတိုက်လည်းဖြစ်ပါတယ်ဒီအိမ်ထဲမှာအခန်းဖွဲ့အနေနဲ့ကတော့ Master 9ခန်းတောင်ပါရှိတာဖြစ်လို့မိသားစုများများနဲ့နေချင်းနဲ့မိတ်ဆွေတွေတက်ကတော့တကယ်ကိုကောင်းမွန်တဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်ရင်မီးအစုံနဲ့အသင့်လက်တင်နေလို့ရတဲ့အနေအထားလည်းဖြစ်မယ်ချန်ဝင်းထဲမှာလည်းဒါကားအနေနဲ့ကကိုယ့်ရဲ့ landscaping area မှာကား3စီးလောက်ထားလို့ရမယ်နောက်ထပ်ကား parking area ကလည်းပါရှိတဲ့အနေအထားမျိုးလေးဖြစ်ပါတယ်အိမ်ထဲဝင်ချင်းမှာဒါ living room ကျယ်တစ်ခုကိုတွေ့ရတယ် living room ကလည်းကျယ်ဝန်းပြီးတော့လင်းလင်းရှင်းရှင်းရှိတာဖြစ်လို့စိတ်ကလည်းကျေနပ်စီတဲ့အတိုင်းတာ feeling လေးကိုရတယ်အဲ့တော့အောက်ထပ်မှာကအခန်းဖွဲအနေနဲ့က master တစ်ခန်းပါမယ် dining kitchen ပါမယ် common toilet ပါတဲ့အတိုင်းတာဖြစ်ပါတယ်ဘေးမှာလည်းဒါမြေပိုအနေနဲ့လည်းကြံရှိတယ်Dining kitchen ဆိုရင်လည်းကျယ်ဝန်းပြီးတော့လင်းလင်းရှင်းရှင်းရှိတာဖြစ်လို့အင်ရှင်မတွေနေနဲ့လည်းစိတ်ကြိုက်တွေ့မဲ့နေရာမျိုးလေးတစ်ခုလည်းဖြစ်ပါတယ်။အောက်ထပ်ကဒါ master တခန်းဖြစ်တဲ့အခန်းဖွဲကလည်းလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတယ်။အတွင်းကန်းရေချိုးကန်းကိုဆိုရင်လည်းဒါ modify ပုံစံလေးတွေကိုသုံးထားပေးတာဖြစ်ပါတယ်။ command toilet အစားဒါလင်းရှင်းပြီးတော့ကျယ်ဝန်းတဲ့နေသားမျိုးလေးကိုတွေ့ရတယ်။လေကားရဲ့အောက်မှာလည်းဒါပစ္စည်းထားလို့ရအောင်စူနေရာလေးပါရှိတယ်။လေကားခွင်ကလည်းဒါ၄ပေပတ်လေလောက်ကိုကျယ်ဝန်းပြီးတော့လင်းလင်းရှင်းရှင်းရှိတာဖြစ်လို့စိတ်ထိတ်နှက်စေတဲ့ vibe ကိုလည်းရတယ်။အပေါ်ကိုတက်ချင်းမှာဒါ living room အကျယ်နောက်ထပ်တစ်ခုကိုတွေ့ရှိရတယ်။ဒီရဲ့ညာဘက်မှာတော့ဒါဖျားကန်းအနေနဲ့ထားလို့ရတဲ့အတိုင်းတာမျိုးလေးလည်းဖြစ်ပါတယ်။ဒီထက်မှာတော့အခန်းဖွဲအနေနဲ့ကတော့ living room ပါမယ်နောက်ထပ် master ခန်းအနေနဲ့2ခန်းပါရှိတဲ့အတိုင်းတာမျိုးလေးလည်းဖြစ်ပါတယ် living room ကနေထွက်လာရင်ဒါပတ်ဝန်းကျင်မှာအခုမိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲတကယ်ကိုအင်ကြီးအိမ်ကောင်းတွေနဲ့တည်ရှိနေတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုလည်းဖြစ်တဲ့စန္နာလန်းကိုလည်းကိုယ့်ရဲ့အိမ်ကနေလမ်းမြင်ရတဲ့အတိုင်းတာမျိုးလေးလည်းဖြစ်ပါတယ်ဒီအိမ်ထဲမှာပါတဲ့ master ခန်း9ခန်းလုံးကအခန်းဖွဲအနေတော့ရေချိုးခန်းထဲမှာသုံးထားပြီးတဲ့ feature လေးတွေရောအကုန်လုံးအတူတူပဲဖြစ်တယ်အပေါ်ဆုံးတက်မှာဆိုရင်ဒါနောက်ထပ် veranda အကျယ်တစ်ခုပါရှိတာဖြစ်လို့ကိုယ့်ရဲ့မိသားစုတွေမိတ်ဆွေအပေါင်းအသင်းတွေနဲ့ဒါအနားယူအပန်းဖြေလို့ကောင်းမယ်နေရာတစ်ခုအနေထားမျိုးလေးလည်းဖြစ်ပါတယ်ဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့နေရာအနေနဲ့ကရက်ွက်ကြီး9စန္နာလန်းကြောကတ်မှာဖြစ်မယ်။ချန်အကျယ်ဝန်းကပြီး40-65 ဂရမ်တက်တန်းအစ်စ်နဲ့ဖြစ်ပြီးတော့ခေါ်ဆိုရတဲ့ဈေးနှုန်းက316,000ကိုပိုင်ရှင်နဲ့ဓာတ်ရိုက်စိတ်ကြိုက်ဈေးညီနိုင်လို့ရမယ်အနေထားမျိုးလေးဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဆွီတုံ Facebook TikTok YouTube Channel တွေကနေပြီးတော့မှဆက်သွယ်စုံစမ်းလို့ရပါတယ်ဗျ။